ကဆန်သမင်းပေါ့နော်သမင်းနဲ့ဆန်နဲ့ rice 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 ဒါဆိုရင်သမင်းအကြံဟင်းအကြံဆိုရင်ဘယ်လိုပြောမလဲအကြံတွေကို leftover 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 rice ဆိုရင်သမင်းအကြံ leftover curry ဆိုရင်ဟင်းအကြံတွေကိုနှွှေးလိုက်ပါအဲ့လိုပြန်နှွှေးတာကိုတော့ heat နဲ့တုံးနဲ့ heat heat the leftover curries ဟင်းကြံတွေကများနေဆိုတော့ curry မှာ st ထည့်လိုက်ပေါ့ heat the leftover curries heat the leftover curries okay အဲ့ဒါကိုမှကျမတို့ကဟင်းသမင်းအကြံဆိုရင် leftover rice အဲ့မှာသမင်းညမ်းကြော်လို့ပြောချင်ရင် fried leftover rice မကောင်းမလေးကသမင်းညမ်းကိုကြော်နေတယ်သမင်းအကြံကိုကြော်နေတယ်ဆိုရင် she's frying leftover rice